တင်မြန်မာနိုင်ငံရဲ့အညာဒေသကျေးရွာလေးတစ်ရွာကနေဘုန်းကြီးတစ်ပါးနဲ့တန်ခဲဆိုတဲ့ကောင်လေးတစ်ယောက်ဟာမကွေးမျိုးရဲ့နာမည်ကြီးမြတ်သက်လွန်ဘုရားကိုရောက်လာကြပါတယ်။ဘုန်းကြီးကတော့တင်ခဲအညို့ရောင်ဝတ်ထားပြီးအိတ်တလုံးလဲလွယ်ထားသေးတယ်။တန်ခဲကတော့ဘုရားကိုအခုမှပထမဆုံးရောက်ဖူးတာဆိုတော့ဟိုကြည့်ဒီကြီးနဲ့မျက်လုံးကိုမနာရဘူး။ပွဲတော်ရဲ့ဆိုတော့ဘုရားမှလည်းလူတွေကအယမ်းစီကားနေပါတယ်။မုံရောင်တဲ့သူတွေဓာတ်ပုံရိုက်နေတဲ့သူဘုန်းကြီးကတော့တန်ခဲသူ့နောက်ကပါလာတယ်ထင်ပြီးဘုရားဆောင်တဲ့လှေကားတွေကိုတလန်းချင်းဖြည်းဖြည်းတက်သွားပါတယ်။ဒါပေမဲ့ဘုန်းကြီးရဲ့နောက်မှာတန်ခဲကမပါလာတော့ဘူး။တန်ခဲကလူအုပ်ကြားထဲမှာဟော်ကြီးတိငင်းနဲ့ကြံခဲ့တာကိုဘုန်းကြီးဖျားပေါ်တက်သွားတာကိုမြင်လိုက်တော့မှတန်ခဲတယောက်ခေါင်းကိုလက်နဲ့ပုတ်ပြီးဟာဒုက္ခပါပဲဘုန်းကြီးဘယ်ရောက်သွားလဲမသိတော့ဘူးဆိုပြီးစိတ်တွေပူလာတော့တာပေါ့အဲ့ဒီနောက်မှာတော့လူအုပ်ကြားထဲတိုးဝင်ပြီးဘုန်းကြီးကိုလိုက်ရှာတော့တာပေါ့ဟိုကြီးဒီကြီးနဲ့အတင်းလိုက်ရှာပေမဲ့ဘလို့ရှာမတွေ့ဘူးဘုန်းကြီးကလည်းလေကားတက်ရင်နောက်ပြန်လဲကြီးလိုက်တော့ဟင်းတန်ခဲဘယ်ရောက်သွားတာလဲဆိုပြီးမတွေ့တော့ဘူးဒါပေမဲ့ဘုန်းကြီးကဖျားရင်ပြင်ပေါ်ရောက်ရင်တော့ပြန်တွေ့မှာပါလေဆိုပြီးအေးဆေးဆေးဆက်တက်သွားပါတယ်တန်ခဲကတော့ပိုပြီးစိတ်ပူလာပြီးဘာလို့လဲဆိုသူ့လက်ထဲမှာပိုက်ဆံတစ်ပြားမှပါမလာဘူးဟာဘုန်းကြီးမတွေ့ရင်တော့ဒီနေ့ငါဒုက္ခရောက်ပြီဆိုပြီးမျက်နှာကလည်းငိုတော့မဲ့ပုံစံဖြစ်လာတယ်ဒီလိုနဲ့တန်ခဲတယောက်လူငယ်ပြီးလူအုပ်ကြားထဲကနေအတင်းတိုးပြီးဖျားပေါ်ကိုအပြေးတက်တော့တာပဲမျက်နှာကလည်းအရေးပေါ်လူနာလိုဖြစ်နေပြီးဘုန်းကြီးကိုမြင်မြင်တွေ့ကျင်စောနဲ့အပေါ်ကိုအတင်းပြစ်တက်သွားတာဘုန်းကြီးကတော့အသက်က40ကျော်လာပြီဆိုတော့တန်ခဲလိုအပြေးမတက်နိုင်ပါဖြည်းဖြည်းနဲ့မှန်ပဲတက်နေတာတနေရာရောက်မှာတော့မောလာလိုစောင်းတန်းဘေးကထိုင်ကုန်လေးပေါ်မှာဝင်ထိုင်ပြီးနားလိုက်ပါတယ်ဒါပေမဲ့တန်ခဲကတော့ဘုန်းကြီးကိုတွေးကျင်စိတ်တစ်ခုတည်းနဲ့အပေါ်ကိုဆက်ပြေးတက်သွားတာတန်ခဲတယောက်ဘယ်ရောက်သွားတာလဲဒုက္ခပါပဲဘုန်းကြီးကလည်းဘယ်ရောက်သွားလဲမသိဘူးဒါပေမဲ့ဘုန်းကြီးကတော့အောက်မှာနားနေတော့ပေါ့ဒီလိုနဲ့ဘုန်းကြီးနဲ့တန်ခဲဟာတယောက်ကိုတယောက်ရှာရင်လွဲနေကြတာပေါ့တယောက်ကအပေါ်မှာတယောက်ကအောက်မှာနှစ်ယောက်လုံးကတော့ငါလူပဲရောက်သွားတာလဲဆိုပြီးလိုက်ရှာနေကြတာဘုန်းကြီးနဲ့တန်ခဲဘယ်လိုပြန်ဆောင်ကြမလဲတန်ခဲကရောပိုက်ဆံမပါပဲဘယ်လိုဒုက္ခတွေကြုံရမလဲဆိုတာနောက်လာမယ့်အပိုင်းမှာဆက်လက်ကြည့်ရှုအားပေးကြပါအောင်ခင်ဗျာတန်ခဲဘယ်ရောက်သွားလဲဖျားရင်ပြင်ပေါ်ရောက်ရင်ပြန်ဆုံမှာပဲလေတန်ခဲနဲ့ဘုံကြီးဘယ်လိုပြန်ဆုံကြမလဲဆိုတာနောက်လာမယ့်အပိုင်းကိုဆက်လက်စောင့်မျှော်ပေးပါ